အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Saudi ပွဲရှိမယ်အီရန်ပွဲရှိမယ်စိတ်ဝင်စားနေတဲ့ Belgium ပွဲလေးရှိမယ်ဒီနေ့မှာ prediction လေးမစခင်မနေ့ကပြီးဆုံးသွားတဲ့ပွဲစဉ်တွေမှာ Germany ကတော့ post pass ပဲကန်သွားတာ9ဂိုးတကိုးတော့နယ်သာလန်နဲ့ဂျပန်ကလည်းတကယ်ချင်းလို့ပြောတဲ့အတိုင်းပဲနော်2ဂိုးတကိုးနဲ့ကန်နိုင်မှန်းမနိုင်2ဂိုး2ဂိုးတေးကြမှာဆိုတဲ့အတိုင်းဂျပန်ကြီးကတော့လှုပ်သွားတာ2ဂိုး2ဂိုးနဲ့ပြီးဆုံးသွားပြီးတော့ဆွီဒင်ကြီးက clean sheet နဲ့2-0နဲ့နိုင်မယ်လို့ထင်လိုက်တာ9ဂိုးတကိုးတောင်ဆိုစောင်းဝမ်းကျန်းသွားတယ်Ivory Coast Ecuador ကလည်းခြေမြပေမဲ့နောက်ဆုံးမိနစ်မှာဆရာကြီးကထဲ့သွားတာနော်9-0ဆိုတဲ့အနေထားကတ်နိုင်သွားတော့တကယ်ချင်းတို့ရဲ့ထင်မြင်ယူဆခြင်းနဲ့ကျွန်တော်ထင်မြင်ယူဆခြင်းနဲ့လွယ်ကောင်းလွယ်သွားလိမ့်မယ်ကျွန်တော်တို့ဒီနေ့မှာ prediction လေးစလိုက်ရအောင် okay Belgium နဲ့ Egypt ပွဲစဉ်တွေချက်လောက်ကြည့်ရအောင် Belgium နဲ့ Egypt ပွဲစဉ်တော့စိတ်ဝင်စားဖို့ကောင်းတယ်ဆာလက်ကြီးတို့အသင်းဆာလက်ကြီးတို့formation လည်းဘယ်လိုထွက်လာမလဲဘယ်ဂျီကလည်း 4-2-3-1 ပဲ Egypt ကလည်း 4-2-3-1 ပဲဘယ်ဂျီမှာလည်းဇာသမားကောင်းတွေဒီ Brian တို့ပေါ့ဒီနေ့နောက်ဆုံးဖြစ်သွားနိုင်တော့ Trout set လို့ဒိုကူကြီးကကြက်ခိုင်မှုပြေဝမှုရှိမရှိစောက်အောင်မယ်နော်ကိုသမားလည်း Courtois နဲ့ Egypt မှာလည်း Marmot လို့ပြီးတော့ Tracy Gay တို့ကျွန်တော် Salah လို့ရဲ့ကွင်းလယ်နဲ့စားမယ်ဆိုဒီနေ့နိုင်ဂျီတွေဘယ်လိုပေးထားလဲနိုင်ဂျီပေးထားတယ်ဘယ်ဂျီယန်ဝက်61ပေးထားတာပဲ19-20ဆိုတော့Egypt တွေမျော်လင့်ချက်နေသွားပြီလားဆိုတော့ကျွန်တော် prediction ချက်လောက်ကြည့်ရအောင် Okay 2ဂိုးတကိုးနဲ့ပဲကျွန်တော်ဆုံးသက်လိုက်ရအောင်တကယ်ချင်းလို့ထောင်းစံတိုင်းတကယ်ချင်းထင်မြင်စားရင်ကျွန်တော် comment လေးမှာရေးပေးခဲ့ဦးနော်ဒီပွဲစဉ်ပြီးတာနဲ့ကျွန်တော်နောက်တစ်ပွဲကိုသွားလိုက်ရအောင်ဇက်တိုက်ပဲခုထူးဆန်းတာကျွန်တော်တို့အာရှဂျုံနဲ့အသင်းတယ်ခုထိအရှုံးမပေါ်သေးဘူးနော် Saudi နဲ့ဥရုဂွေရောဒီပွဲစဉ်တော့ဘယ်လိုဖြစ်သွားမလဲ formation တွေကပေးထားတော့Saudi ကလည်း 4-2-3-1 ဥရုဂွေက 4-4-2 ဒါဝင်နူးနဲ့လို့လာပြီနော်ဒါနူးနဲ့လို့ဘက်ဘာဒေးလို့လဲမဆိုကျွန်တော်ဥဂါတေးလို့ပါမန်ယူကဥရုဂွေပဲနေထားတော့ဘာပြောကြိုက်ကြမှာဒီပွဲစဉ်ရ Saudi ပေးထားတာ24-18 58ဆိုတဲ့အနေထားမှာကျွန်တော်ဒီပွဲစဉ်တဲ့ဥရုဂွေဂိုးကတ်လေး2ဂိုးတဂိုးဆိုတဲ့အနေထားနဲ့နိုင်ရရှိအောင်လို့ဖတ်ခံမှန်းလိုက်ပါတယ်တကယ်ကြီးတို့ထင်မြင်စကြည့်ကျွန်တော်ရဲ့ comment အောက်မှာရေးပေးခဲ့ဦးနော် Okay ကျွန်တော်နောက်ဆုံးပွဲစဉ်တွေကြည့်ရအောင်ဒီပွဲစဉ်တော့ခြေလဲမြတယ်ဗာပြောအီရန်နဲ့နယူးဇီလန်နဲ့ဒီပွဲစဉ်ကြီးကအာရှဇုံထဲကနေပြီးတော့အော်ဇီကတော့အာရှဇုံထဲဝင်တာနယူးဇီလန်ကအာရှဇုံထဲမြောက်တဲ့အနေအထားတစ်ခုမှာနော်နိုင်ကြီးတဲ့ဘယ်လိုပေးတာဒီပွဲစဉ်ကိုအီရန်ပဲပေးတာ9-8 9-20 3တော့ပေးတာတော်တော်ပြတ်တာပဲဒီပွဲကြီးอ่ะဒီပွဲချင်းကိုကျွန်တော်ရဲ့ prediction ကတော့ကျွန်တော်ကတော့ဘယ်သိမ်းမှပေးမနိုင်ဒီပွဲစဉ်ကိုကျွန်တော်ကတော့တည်ရွက်ကြိုက်နေသိမိပါတယ်တကူတကူဆိုတဲ့အနေထားနဲ့တည်နဲ့ပြီးစောမယ်လို့ခံမှန်းရင်းနဲ့တကယ်ကြီးတို့ဒီနေ့ပွဲစဉ်ဘလောက်ပြီးသွားပြီပွဲစဉ်16ပြီးတော့တကယ်ကြီးတို့အားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်နေ့မှပြန်လဲဆုံရကြမှာအားလုံးပဲ fight တယ်